ဒီမိန်းကလေးမှာငငယ်ကလေးကအရာအလုံးကိုကုသပေးနိုင်တဲ့စွမ်းအားရှိပြီးအပင်တွေပြောတာကိုတော့နားလည်နိုင်ပါတယ်ဒါပေမဲ့တခြားကလေးတွေကသူမကိုကြောက်ကြပြီးထူးဆန်းတယ်လို့ထင်ကြတဲ့အတွက်ကြောင့်ဆေးရုံမှာသူမနဲ့ရွယ်တူတငယ်ချင်းမရှိခဲ့ပါဘူးတရက်မှာတော့သူမဟာအသက်ရောက်လာတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်သူမကနွေးနွေးထွေးထွေးနှုတ်ဆက်ခဲ့ပေမဲ့ကောင်လေးကတော့လုံးဝဥပိ္ပခါပြုခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပရက်စိတ်လေးတွေအကူအညီတောင်းပြီးငိုယိုနေတန်ကိုသူမကြားလိုက်ရပါတယ်ကောင်လေးကိုမြေပြင်ပေါ်ကပရက်စိတ်တွေကိုတုံးနဲ့မထိုးဖို့တားခဲ့ပေမဲ့သူကဆက်ပြီးတော့ပဲဂယုမဆိုင်ခဲ့ပါဘူးသူမကသွားတာဖို့ကြိုးစားတဲ့အခါမှာတော့ကောင်လေးရဲ့နောက်ွယ်မှာတက်တော်ဆောင်တစုရုတ်တရက်ပေါ်လာပြီးသူမကိုအလွန်လန့်သွားစေခဲ့တာကြောင့်ထွက်ပြေးခဲ့ရပါတယ်သူမကအဲ့ဒီကောင်လေးကိုလူဆိုးလေးလို့ထင်ခဲ့မိတာပေါ့မကြခင်မှာပဲဆေးရုံခန်းတစ်ခုထဲကနေတယောက်ယောက်ငိုနေတဲ့အတန်ကိုသူမကြားခဲ့ရပါတယ်သူမချက်ချင်းသွားကြည့်တဲ့အခါမှာတော့ကောင်လေးရဲ့ခွေးလေးကဒဏ်ရာရနေပြီးသူဘာလို့ရမှန်းမသိဖြစ်နေတာကိုတွေ့လိုက်ရပါတယ်သူမဟာခွေးလေးရဲ့ဒဏ်ရာတွေကိုကုသပေးဖို့သူမရဲ့စွမ်းအားကိုချက်ချင်းအသုံးပြုခဲ့ပါတယ်ခွေးလေးလုံးဝပြန်ကောင်းသွားတာကိုကောင်လေးမြင်လိုက်ရတဲ့အခါမှာတော့အလွန်အံ့အားသင့်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်ဟာအရင်နှီးဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်တရက်မှာတော့မိန်းကလေးကကောင်လေးကိုသူ့ရဲ့ဆန္ဒကဘာလဲလို့မေးခဲ့ပါတယ်သူကပြန်မတရက်နိုင်ပြီးကျမ်းမာတဲ့ခြေထောက်တစ်စုံရှိကျင်တယ်လို့ပြောခဲ့ပါတယ်ဒါကိုကြားပြီးနောက်မှာတော့သူမဟာကောင်လေးရဲ့ဆန္ဒကိုပြေဝအောင်လုပ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်သူမရဲ့စွမ်းရည်တွေကိုကောင်လေးရဲ့ခြေထောက်ကိုကုသပေးဖို့အာရုံစိုက်ခဲ့ပြီးစွမ်းအားတွေကိုအလွန်ကျွံသုံးလိုက်ရတဲ့အတွက်ကြောင့်မေးလဲလူနီပါဖြစ်သွားခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့ကောင်လေးကသူမကိုအချိန်မီဖန်ထိန်ပေးနိုင်ခဲ့ပါတယ်မိန်းကလေးကကောင်လေးကိုသူ့ရဲ့ဆန္ဒပြေဝသွားပြီဖြစ်ကြောင်းပျော်ရွှင်စွာပြောပြခဲ့ပါတယ်ကောင်လေးဟာအလွန်ဝမ်းသာသွားပြီးသူပြန်မတရက်နိုင်ပြီဆိုတာကိုတော့မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်သူ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့သူအမျက်နှိုးဆုံးဆွဲကြိုးလေးကိုသူမကိုပေးခဲ့ပါတယ်ဒီဆွဲကြိုးလေးကဘယ်လောက်တန်ဖိုးရှိလဲဆိုတာသိလိုက်ရပြီးနောက်မှာတော့သူမကလည်းပန်းတရဖူလေးတစ်ခုပြန်လုပ်ပေးခဲ့ပါတယ်ပြီးတော့သူတို့နှစ်ယောက်ဟာနောက်အနာဂတ်မှာအမြဲတမ်းအတူတူရှိနေဖို့ကတိပြုခဲ့ကြပါတယ်ဒါပေမဲ့နောက်ရက်မှာပဲကောင်လေးကိုသူ့ရဲ့အိမ်ကူကခေါ်ဆောင်သွားခဲ့ပါတယ်အိမ်ကူကကောင်လေးရဲ့ဖခင်ကွယ်လွန်သွားပြီဖြစ်ကြောင်းနဲ့ဇာပနာအတွက်အိမ်ပြန်ရမယ်လို့ပြောခဲ့ပါတယ်ကောင်လေးကတော့တစ္ဆာမရှိတဲ့သူ့ဖခင်အပေါ်ဘာတန်ရောစင်မှမရှိပဲမိန်းကလေးကိုရှာဖို့ဆေးရုံကိုပြန်လာခြင်းနဲ့လို့ပဲဆွပြောနေခဲ့ပါတယ်အိမ်ကူလည်းမတက်တာပဲလှုပ်ပေးခဲ့ရပါတယ်ဒါပေမဲ့ကောင်လေးပြန်ရောက်လာတဲ့အခါမှာတော့သူမကိုမတွေ့တော့ပါဘူးမိန်းကလေးကိုဒရိုက်တာကမွေးစားလိုက်တာဖြစ်ပြီးမနေ့ကပဲသူမရဲ့အယိုးရင်းမိဘတွေကလာရှာတွေ့သွားတာကြောင့်အိမ်ခေါ်သွားကြပြီဖြစ်ပါတယ်ကောင်လေးဟာအရန်ကိုစိတ်ထိခိုက်သွားခဲ့ရပါတယ်သူတို့နှစ်ယောက်ဟာကောင်းကောင်းတောင်နှုတ်မဆက်နိုင်ပဲကွဲကွာသွားခဲ့ကြရတာပါမျက်စိတမိတ်အတွင်းမှာပဲ16နှစ်ဆိုတဲ့အချိန်ကာလကုန်ဆုံးသွားခဲ့ပါပြီမိန်းကလေးဟာအရန်ကိုလှပတဲ့မိန်းမလှလေးတူအဖြစ်ကြီးပြင်းလာခဲ့ပေမဲ့သူမရဲ့မိဘတွေကသူမကိုမချစ်ကြပဲညီမဖြစ်သူရဲ့ကိုစားချမ်းသာတဲ့အမျိုးသားတစ်ယောက်နဲ့အတင်းအဓမ္မလက်ထပ်ခိုင်းခဲ့ပါတယ်ဒါကြောင့်သူမဟာလက်ထပ်ပွဲအစီအစဉ်တိုင်းချမ်းသာတဲ့အမျိုးသားရဲ့အိမ်ကိုသွားခဲ့ရပေမဲ့သူ့ရဲ့ပစ္စည်းစုဆောင်းတဲ့အခန်းထဲမှာပန်းတရဖူလေးတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်သူမဒါကိုချက်ချမှတ်မိလိုက်ပါတယ်ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကောင်လေးအတွက်သူမလုပ်ပေးခဲ့တဲ့ပန်းတရဖူလေးပါအဲ့ဒီအချိန်မှာပဲချမ်းသာတဲ့အမျိုးသားဝင်လာခဲ့ပေမဲ့သူကသူမကိုမမှတ်မိတဲ့အပြင်သူမကိုမကြိုက်ကြောင်းနဲ့ဘယ်တော့မှလက်ထပ်မှာမဟုတ်ကြောင်းပြောခဲ့ပါတယ်မိန်းကလေးဟာစိတ်ဆိုးသွားပြီးသူတို့နှစ်ယောက်စကားများရန်ဖြစ်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့မိခင်ဝင်လာပြီးအဖွားဖြစ်သူတတိလစ်သွားကြောင်းပြောလာပါတယ်သူတို့လည်းအဖွားရဲ့အခြေအနေကိုကြည့်ဖို့ချက်ချင်းပြေးသွားခဲ့ကြပါတယ်အဖွားကသူ့ရဲ့တူရဲသောဆန္ဒကမြေဖြစ်သူလက်ထပ်တာကိုမြင်ကျင်တာဖြစ်ပြီးနောက်အနာဂတ်မှာအစဉ်ပြေးနေသွားကြဖို့မျှော်လင့်ကြောင်းပြောခဲ့ပါတယ်ပြီးတော့သူမရဲ့ချွေးမကိုမိန်းကလေးအတွက်အသုံးစရိတ်ကန့်သက်ချက်မရှိတဲ့ black cat တကတ်ကိုလက်ဆောင်ဖြစ်ပေးခိုင်းခဲ့ပါတယ်မိန်းကလေးဟာအဖွားကသူမအပေါ်အခုလိုချင်းချင်းနာနာဆက်ဆံလိမ့်မယ်လို့မမျှော်လင့်ထားတဲ့အတွက်ကြောင့်သူမရဲ့ကုသခြင်းစွမ်းအားကိုသုံးပြီးအဖွားရဲ့ယောဂကိုပျောက်ကင်းအောင်လုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီညမှာပဲသူမဟာအဖွားရဲ့အခန်းထဲကိုတယောက်တည်းသွားခဲ့ပါတယ်အဖွားကသူမကိုတွေ့ရလို့ဝမ်းသာသွားပေမဲ့မကြခင်မှာပဲပြန်ပြီးတတိလစ်သွားခဲ့ပါတယ်မိန်းကလေးကအဖွားရဲ့လက်ကိုချက်ချင်းဆုပ်ကင်ပြီးစတင်ကုသပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲချမ်းသာတဲ့အမျိုးသားကအရာအလုံးကိုမြင်တွေ့သွားခဲ့ပြီးသူမရဲ့ကုသခြင်းစွမ်းအားကိုချက်ချင်းမှတ်မိသွားခဲ့ပါတော့တယ်ရုပ်ရှင် recap တွေအတွက် follow လုပ်ထား